ကျွန်တော်တို့လူ့ဘဝကြီးမှာတယောက်တည်းရှောက်နေတဲ့လမ်းခရီးမှာမင်းတကယ်ပဲအထီးကျန်ကြကျွန်တော်ဒီဟာပါတော့ဒီလို recommend ပေးခြင်းတဲ့ဆောင်းလေးတအုပ်ကတော့မိကောင်းစီကောင်းနဲ့ခရီးသွားခြင်းဆိုတဲ့ဆရာနန္ဒသိန်းနဲ့ရေးထားတဲ့ဆောင်းလေးတအုပ်ဖြစ်ပါတယ်အပေါ်ရန်အပေါင်းအသင်းတွေနဲ့စစ်မှန်တဲ့မိကောင်းစီကောင်းရဲ့ပွာချားချက်ကိုအသွေးကိုပြန်ရှင်တယောက်ရဲ့အမြင်နဲ့အလှအပဖွင့်ဆိုပြသထားပါတယ်မိကောင်းစီကောင်းဆိုတာလမ်းမနေတဲ့မှတ်ပေးတဲ့လဲကြတဲ့အခါတွဲထူပေးမယ်ဘဝရဲ့အဖိုးတန်ဆုံးတန်လိုက်အိမ်တစ်ခုပါပဲကျွန်တော်ဒီထဲမှာအကြိုက်ဆုံးဒီဆောင်လေးထဲမှာအကြိုက်ဆုံးစာသားတစ်ခုရှိတယ်အဲ့ဒါတော့လေမရှိလေလောရေချောင်းသွားတဲ့အခါလှေဟာလေကိုအားကိုးပြုပြီးတော့ရွတ်တိုက်သွားတာမျိုးရှိတခါတလေမှာရွတ်တိုက်တော့အောင်လေမရှိတဲ့အခါမျိုးကြုံရတတ်ပါလေမရှိတော့လေလှော်တက်ကိုယူပြီးတော့ကိုယ်ခွန်အားကိုတုံးပြီးတော့လှော်ခတ်ရမှာဖြစ်ပါဒါကြောင့်ဒီနည်းတူပဲဘဝရဲ့ခရီးဘဝရည်စည်းကြောင်းမှာလေအပေါင်းအဖော်မရှိတဲ့အားငယ်တွေမနေပဲနဲ့စူးစမ်းမှုတွေမရက်တတ်ပဲနဲ့အလုံးလုံးမှုရက်တတ်မသွားပဲနဲ့ဒါကြောင့်အလုံးလုံးမှုကိုရက်တတ်သွားရင်ဘယ်နေရာမှရောက်တော့မှာမဟုတ်ပါကျွန်တော်ကိုအားပေးနေတဲ့ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးဘဝခရီးမှာမျက်စိမလဲခြင်းစစ်မှန်တဲ့မိတ်ဆွေကောင်းရှာဖွေတက်ချင်တော့ဒီစာလေးကိုအပြန်ဆုံးကောက်ပတ်လိုက်ပါတယ်။အဲတော့ကျွန်တော်အားပေးရဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်အားလုံး